ဟောပြတော်မူခဲ့ပါတယ်နောက်နံပါတ်31မင်္ဂလာတစ်ပါးကတော့သဘောဆချိုးချံချွေတာခြင်းနဲ့ကျွန်တော်ရှေ့မှာပြောခဲ့တယ်မလားကျောင်းရဲ့တင်းတိမ်တက်ရမယ်ဆိုတာလေအခုချက်ချိုးချံချွေတာရမယ်ဆိုတာကလည်းကျောင်းရဲ့တင်းတိမ်ရမယ်ဆိုတာနဲ့တူပါတယ်ကျွန်တော်တို့မြန်မာစကားမှတော်ရှိသေးတယ်လေချွေတာစူဆောင်တထေးလောင်းနဲ့ဒီမှာပြောစရာရှိတာကတော့သုံးတာနဲ့ဖြုံးတာမတူဘူးเนาะကျွန်တော် English မှာလည်းရှိတယ်လေ want and need လိုအပ်တာနဲ့လိုချင်တာမတူဘူးသုံးတယ်ဆိုတာကိုယ်တကယ်လိုအပ်နေတဲ့အရာမျိုးကိုဝယ်လိုက်တာကိုဆိုလိုတာပါသုံးရပါမယ်လိုအပ်တဲ့နေရာမှာပတ်စံကိုသုံးရပါမယ်အဲ့လိုမျိုးပဲချစ်ချုပ်ပြီးတော့စုနေတာမျိုးမလုပ်သင့်ပါဘူးစားတင်တလောက်စားရပါမယ်ဝတ်တင်တလောက်ဝေးရပါမယ်ကုန်တင်တလောက်ကုန်ရပါမယ်အဲ့လိုမျိုးမျိုးပဲကိုကလိုချင်တဲ့အရာလေးကိုချက်ချင်းကောက်ဝယ်လိုက်တာမျိုးလို့ဝတ်စားလေးလှရင်လည်းဝယ်လိုက်တာမျိုးလို့ဖဏလေးလှရင်ဝယ်လိုက်တာမျိုးလို့စသဖြင့်ပေါ့ကို့မှာလည်းအလွန်လောက်ရှိနေတဲ့အပြင်ကိုယ့်ရဲ့စိတ်ခံစားမှုကိုဦးစားပေးပြီးတော့ဝယ်လိုက်နေတာကပတ်စံကိုဖြုံးနေတာနဲ့အတူတူပါပဲဖြုံးနေတယ်လို့ခေါ်ပါတယ်သူများဝယ်တာမြင်ကိုလည်းလိုက်ပြီးတော့ဝယ်လိုက်တာမျိုးတွေကမလုပ်သင့်ပါဘူးအဲ့ဒါကြောင့်သုံးရပါမယ်လိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့သုံးရပါမယ်မလိုအပ်ဘဲနဲ့ဖြုံးပစ်တာမျိုးတော့မဖြစ်ပါစေနဲ့တချို့ကရှိသေးတယ်ပါလဲဆိုတော့တင်းရင်ကိုနောက်ပါရမမို့လားကွာဘာလုပ်နေမှလဲဟုတ်ပါတယ်တင်းရင်တော့ကိုနောက်ကကံတရားတွေပဲပါမှာကုသိုလ်အကုသိုလ်တွေပဲပါမှာဒါပေမဲ့အဲ့လိုတင်းရင်ကိုနောက်ပါမှာမဟုတ်ဘူးဆိုပြီးတော့မကြိုးစားဘူးမလုပ်ဘူးဆိုရင်ကျွန်တော်မသိခင်မှာဘလို့လုပ်မလဲကျွန်တော်လူချင်တာတွေဘလို့လူမလဲနောက်ပြီးကြကိုလှုပ်ချင်တဲ့အရာတွေကိုဘာနဲ့သွားလုပ်မှာလဲတူချင်တဲ့လောက်လူလို့မရတော့တယ်လို့ကိုလှုပ်ချင်တယ်လို့လည်းလုပ်လို့ရမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်တင်းရင်တော့ကုန်ထားခဲ့ရမှာပဲကျွန်တော်တို့ပါမှာတော့ကုသိုလ်အကုသိုလ်နှစ်မျိုးပဲပါလိမ့်မယ်အဲ့ဒါကြောင့်မို့မသိခင်မှာကြိုးစားတဲ့ဆိုတာကလည်းဒီကုသိုလ်အကုသိုလ်အတွက်ကုသိုလ်များများလုပ်နိုင်ဖို့ဟာကျွန်တော်တို့ကကြိုးစားမှရပါလိမ့်မယ်ကျွန်တော်လူဘဝမှာလူတွေရဲ့ပတ်ဝန်းကျင်မှာတော့အ ਨੇ ဆုံးကတော့ဒါနသီလတော့လုပ်ဖို့အရေးကြီးပါတယ်အဲ့ဒါနဲ့ဆင်းမျက်နှာတော့သီလစောင့်တည်ကြပေါ့အဲ့ဒါပြီးရင်တော့နောက်ဆုံးပိတ်အဆင့်ဘာဝနာတွေပွားများနိုင်ရင်တော့အကောင်းဆုံးပဲပေါ့ဗျာကြအဲ့ဒါဆိုကျွန်တော်ဟိုချက်လေးပြန်လဲဆက်လိုက်ကြအောင်အရေးကြီးဆုံးကတော့ချိုးချံချွေတာတော့ဟုတ်ပါဒါပေမဲ့ကိုကစုထားတဲ့ငွေတွေကိုမှန်မှန်ကန်ကန်ပြန်လဲအသုံးမချတတ်ဘူးဆိုရင်လည်းအလကားပဲချမ်းသာခြင်းရင်ချိုးချံမှာချိုးချံချွေတာပြီးစုထားတဲ့ငွေတွေကိုမှန်ကန်တင့်လျော်တဲ့နေရာမှာပြန်လဲပြီးတော့ယင်းဒီမြုံနှံမှာချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ချိုးချံချွေတာခြင်းကလည်းမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာကိုဒီအချက်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့ပါတယ်နောက်နံပါတ်32မင်္ဂလာတစ်ပါးကတော့ဗြဟ္မစတိယင်စားမြတ်သောအကျင့်ကိုကျင့်ရပါမယ်တဲ့ဒီအချက်မှာတော့မြင့်မြတ်တဲ့အကျင့်တွေကိုကျင့်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်မြတ်စွာဘုရားရဲ့တရားတော်တွေအကျင့်တရားတွေကလူငယ်လူရွယ်လူကြီးသီလရှင်တန်ဃာတော်ယဟန်တွေအကုန်လုံးလိုက်နာကျင့်သုံးလို့ရပါတယ်ကြီးမှငယ်မှရုပ်ချောမှရုပ်ဆိုးမှဆင်းရဲမှချမ်းသာမှဘာညာဘာမှမရှိပါဘူးအကုန်လုံးလိုက်နာကျင့်သုံးလို့ရပါတယ်ကျွန်တော်တို့လူငယ်တွေလည်းကျင့်ကြံကြပါကြရတာဆိုဟုတ်ပြီကျင့်ကြံမယ်ဆိုတော့ဘယ်အကျင့်တွေကမြတ်တဲ့အကျင့်တွေလဲဆိုတာကိုသိရှိထားဖို့လိုအပ်ပါလိမ့်မယ်မြတ်သောအကျင့်တွေကတော့မေတ္တာသစ္စာစေတနာဂရုဏာမုရိဒဥပက္ခအကျဉ်းနာစတာတွေကတော့မြတ်တဲ့အကျင့်တွေဖြစ်ပါတယ်ကြရတာလေးကိုကျွန်တော်အသေးစိတ်လေးပြန်လဲပြောကြပါမယ်မေတ္တာလူတိုင်းပေါ်မှာမေတ္တာထားရမယ်မေတ္တာပို့တာရမယ်မေတ္တာတရားပွားများနိုင်တဲ့သူတွေဟာခွင့်လွှတ်နိုင်တယ်စာနာနိုင်တယ်နောက်ပြီးအေးချမ်းမှုလည်းရရှိပါတယ်နောက်တစ်ခုသစ္စာအရာလုံးပေါ်မှာသစ္စာရှိရမယ်ဂရိတည်ရမယ်တမာရီရှိရမယ်မှန်ကန်သိကြရမယ်မြတ်တာမှုရှိရမယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်နောက်တစ်ခုစေတနာလူတိုင်းပေါ်မှာစေတနာထားရမယ်ဘာကိုပဲလုပ်လို့စေတနာအရင်ခံရမယ်စေတနာရှိရှိကူညီရမယ်တရားတရားရှိရမယ်ကိုကျိုးစည်းပွားတစ်ခုတည်းမကြည့်ရဘူးမိမိရဲ့စေတနာဟာမှန်ကန်ဖြူစင်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်နောက်တစ်ခုဂရုဏာလူတိုင်းပေါ်မှာဂရုဏာထားရမယ်တနာငဲ့ညာရမယ်အနိုင်မယူရဘူးအနိုင်မပိုင်းရဘူးမြတ်တာထောက်ထားရမယ်ကိုချင်းစာတက်ရမယ်ကိုချင်းစာတရားရှိရမယ်ဆိုတဲ့ချက်တွေဖြစ်ပါတယ်နောက်တစ်ခုမုဒိတာလူတွေရဲ့အပေါ်မှာမနာလိုခြင်းတဝင်တိုးခြင်းကဲ့ရဲ့အပြစ်တင်ခြင်းလက်ညှိုးထိုးခြင်းမပြုရဘူးသူတို့ရဲ့အောင်မြင်မှုကိုဂုဏ်ယူရမယ်ဂုဏ်ပြုရမယ်လက်ခုပ်တီးရမယ်အားပေးရမယ်ချီးမြှောက်ရမယ်ပီတိဖြစ်ရမယ်စတဲ့ချက်တွေဖြစ်ပါတယ်နောက်တစ်ခုဥပက္ခလူတွေရဲ့အပေါ်မှာဥပက္ခရှုနိုင်ရမယ်တိခံနိုင်ရမယ်ခွင့်လွှတ်နိုင်ရမယ်ရန်ကိုရန်ခြင်းမတုံနှင်းရဘူးတဲ့နောက်တစ်ခုအကျဉ်းနာလူတိုင်းအပေါ်မှာကျင်နာတရားထားတတ်ရမယ်ယူရမှုပေးတတ်ရမယ်တန်ရောစဉ်ထားတတ်ရမယ်မျက်နှိုးချစ်ခင်တတ်ရမယ်ကာကွယ်ဆောင်ရှောက်တတ်ရမယ်မိမိကိုအားကိုးတွေ့တာတဲ့သူတွေရှေ့မှာမမတ်ရက်တည်ပေးရမယ်ဥဆောင်လမ်းပြပေးရမယ်ဆိုတဲ့အကျင့်တွေကတော့မြတ်တဲ့သူတွေအကျင့်တွေဖြစ်ပါတယ်
အဲ့ဒါကြောင့်မြတ်တဲ့အကျင့်ကိုကျင့်ခြင်းကလည်းမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဒီအချက်မှာဟောပြတော်မူခဲ့ပါတယ်။ကဲနောက်နံပါတ်33မင်္ဂလာတစ်ပါးကတော့အရိယသစ္စာနတတ္တနံအရိယသစ္စာကိုသိမြင်ခြင်းဒီချက်ကတော့တာမန်လူတွေအဖို့နည်းနည်းတော့အဆင့်မြင့်တယ်လို့ပြောလို့ရပါတယ်။အဲ့ဒါကြောင့်သေချာလေးလိုက်မှတ်သားထားကြဖို့ကျွန်တော်ပြောကြချင်ပါတယ်။အရိယသစ္စာဆိုတာသစ္စာ၄ပါးတရားတော်ကိုဆိုလိုတာပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဖျားဖြစ်ပြီးပြင်ဆောင်ဝိကိ၅ခုကိုမိဂရာဝန်တော်ထဲမှာဟောပြတော်မူခဲ့တဲ့ဓမ္မစကြာတရားတော်ထဲမှာပါပါတယ်။ဒါကြောင့်ဓမ္မစကြာတရားဥဒေသနာတော်ထဲမှာပါတဲ့သစ္စာ၄ပါးအကြောင်းကိုကျွန်တော်အနှစ်ချုပ်ပြီးတော့ပြောပြပေးသွားပါမယ်။သစ္စာ၄ပါးကတော့ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊និရောဓသစ္စာနဲ့မဂ္ဂသစ္စာတို့ပဲဖြစ်ပါတယ်။ပထမအနေနဲ့ဒုက္ခသစ္စာဆိုတာဆင်းရဲခြင်းအမှန်တရားကိုပိုင်းခြားသိမြင်ခြင်းဖြစ်ပါတယ်။ပရိသန္တိနေရခြင်း၊အိုရခြင်း၊နာရခြင်း၊သေရခြင်း၊မချမ်းမနစ်သက်သောသူနဲ့ပေါင်းသင်းရခြင်း၊ချစ်သောသူနဲ့ကိုယ်ကွင်းရခြင်း၊တောင်းတရခြင်း၊တောင်းတတိုင်းမရရှိခြင်းစတာတွေဟာဒုက္ခဆင်းရဲခြင်းဖြစ်ပါတယ်။ကဲနောက်တစ်ခုသမုဒယသစ္စာကတော့ဆင်းရဲခြင်းအကြောင်းတရားတွေကိုပယ်ဖြတ်သိမြင်ခြင်းဖြစ်ပါတယ်။သမုဒယဆိုတာတဏှာတတ်မှတ်ခြင်းဆွဲလန်းခြင်းနှစ်သက်ခြင်းခုံမင်ခြင်းစတာတွေကိုပယ်ဖြတ်နိုင်တဲ့သစ္စာတရားဟာသမုဒယသစ္စာပဲဖြစ်ပါတယ်။ကဲနောက်တစ်ခုကនិရောဓသစ္စာဆိုတာဆင်းရဲခြင်းမှကင်းဝေးတဲ့အရာကိုမျက်မှောက်ပြု၍သိခြင်းဖြစ်ပါတယ်။ဒုက္ခတို့ရဲ့ခြုံငိမ့်ရာသမုဒယတို့ကန့်ညီခြင်းကင်းရာဆိုတဲ့နိဗ္ဗာန်ဖြစ်ကြောင်းကိုသိမြင်နိုင်တဲ့သစ္စာတရားကိုនិရောဓသစ္စာလို့ခေါ်ပါတယ်။နောက်တစ်ခုကတော့မဂ္ဂသစ္စာဆိုတာကတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်တို့ကိုပွားများသိမြင်ခြင်းဖြစ်ပါတယ်။နောက်ဆုံးဆင့်ဖို့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့သစ္စာ၄ပါးကိုထပ်ပြီးတော့အတူလေးချုပ်ပြောပါမယ်။ဒုက္ခသစ္စာဒုက္ခကိုပိုင်းခြားသိမြင်ခြင်းသမုဒယသစ္စာတတ်မှတ်မှုကိုပယ်ဖြတ်နိုင်ခြင်းនិရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းမဂ္ဂသစ္စာနိဗ္ဗာန်ရောက်ကြောင်းပွားများနိုင်ခြင်းဖြစ်ပါတယ်ကျွန်တော်အဲ့ဒါတွေပြီးတော့မဂ္ဂင်၈ပါးရှိပါတယ်နိဗ္ဗာန်ရောက်ကြောင်းကျင့်တွေကိုကျင့်တဲ့အခါမှာဒီမဂ္ဂင်၈ပါးကလည်းရည်ကြည့်ပါတယ်အဲ့ဒီမဂ္ဂင်၈ပါးကတော့သမာဓိဋ္ဌိကောင်းစွာသိမြင်ခြင်းသမာသင်္ကပ္ပကောင်းစွာကြံစည်ခြင်းသမာဝါစာကောင်းစွာပြောဆိုခြင်းသမာကမ္မန္တကောင်းစွာပြုလုပ်ခြင်းသမာအာဇီဝကောင်းစွာအတံမွေခြင်းသမာဝါယမကောင်းစွာအားထုတ်ခြင်းသမာတတိကောင်းစွာအောက်မေ့ခြင်းသမာသမารိကောင်းစွာတည်ကြည်ခြင်းတို့ပဲဖြစ်ပါတယ်အဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအရိယသစ္စာတို့ကိုသိမြင်ခြင်းကလည်းမင်္ဂလာတစ်ပါးဖြစ်တဲ့ဆိုတာကိုဒီအချက်မှာဟောပြတော်မူခဲ့ပါတယ်ကဲနောက်နံပါတ်34မင်္ဂလာတစ်ပါးကတော့နိဗ္ဗာန်သစ္စိကရိယာစာတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြမယ်တဲ့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ပြောလာလိုက်တာနောက်ဆုံးအဆင့်တွေတောင်မှပဲရောက်လာပါပြီဒီချက်ကတော့နိဗ္ဗာန်ကိုရောက်ဖို့မျက်မှောက်ကာလမှာပြုလုပ်ခိုင်းထားတာပဲဖြစ်ပါတယ်နိဗ္ဗာန်ရောက်ဖို့ဆိုတာလွယ်တဲ့အရာတော့မဟုတ်ဘူးဗျကျွန်တော်တို့သာမန်လူတွေမပြောနဲ့သီလစောင့်တည်ဘာဝနာပွားများနေတဲ့တန်ခါတော်တွေတောင်ရောက်နိုင်ဖို့ခဲရင်လာပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့နိဗ္ဗာန်ရောက်ဖို့အတွက်ဒီအတိုင်းကျင့်မယ်ဆိုရင်တော့ဘဝပေါင်းများစွာကျင့်နေရအောင်မှာပဲဖြစ်ပါတယ်ဒီလိုကျင့်နေရအောင်မှာဆိုတော့ကျွန်တော်တို့ကဗုဒ္ဓရဲ့အဆုံးအမတွေကျင့်ရမယ့်ကျင့်စဉ်တွေကိုယခုရောက်ရှိနေတဲ့ဘဝတောင်မှမလုံနိုင်ဘူးဆိုရင်အကုသိုလ်တွေများပြီးအပင်လေးပုံကျသွားရင်တော့ကိုပဲဝေးကွာသွားရအောင်မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်နိဗ္ဗာန်မရောက်နိုင်သေးတောင်မှပဲဒီဘဝမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့သူတွေဖြစ်အောင်ကြိုးစားကြရပါမယ်ဗုဒ္ဓဘာသာရဲ့အဆုံးသတ်ကနိဗ္ဗာန်ပဲဖြစ်ပါတယ်နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့တွေကတော့ပထမချက်ဒါနများများလုပ်ရပါမယ်ပြီးရင်တော့တစ်ဆင့်တိုးပြီးတော့သီလစောင့်တည်ရပါမယ်အဲ့ဒါတွေလုံနိုင်သွားပြီဆိုရင်တော့ဘာဝနာပွားများကြရပါမယ်ဒါတွေကနိဗ္ဗာန်ကိုရောက်နိုင်ဖို့အထောက်ပံ့တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ယခုဘဝမှာနိဗ္ဗာန်မရောက်နိုင်သေးဘူးဆိုရင်တော့မှပဲနိဗ္ဗာန်ရောက်ဖို့တည်ကြတဲ့နည်းလမ်းတွေရှိပါတယ်ကျွန်တော်တို့နိဗ္ဗာန်ရောက်ဖို့အဆင့်၄ဆင့်ရှိတယ်မလားသောတာပန်တက္ကရာကံနာဂံယဟန္တာဆိုပြီးတော့လေအဆင့်၄ဆင့်ရှိပါတယ်ဒါတွေကလူနဲ့နတ်ပြမာတွေပဲလုပ်လို့ရတဲ့အရာတွေပဲဖြစ်ပါတယ်ကိုကနောင်ဘဝတွေမှာအပယ်လေးဝင်ကျသွားရင်တော့ဝေးသွားအောင်မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လူဖြစ်သုံးဘုဒ္ဓဘာသာဖြစ်သုံးကိုအဆင့်၄ဆင့်ဖြစ်တဲ့အနည်းဆုံးအဆင့်သောတာပန်အဆင့်ကိုရအောင်လုပ်ထားကြမယ်ဆိုရင်လူဘဝနတ်ဘဝနဲ့နှစ်ဘဝမြောက်မှ၆ဘဝမြောက်အထိသာနေရပြီးတော့နိဗ္ဗာန်ကိုဝန်နိုင်တဲ့သူဖြစ်မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လူအဖြစ်နဲ့သင်္ကန်းဝတ်စရာမလိုပဲကျင့်ကြံရတဲ့တရားတွေပဲဖြစ်ပါတယ်နိဗ္ဗာန်ကိုရောက်ဖို့အလွယ်ဆုံးနည်းကတော့သောတာပန်တည်အောင်ကြိုးစားကြပါကျွန်တော်တို့ကလူလည်းဖြစ်တယ်ဘုရားဘာသာလည်းဖြစ်မှလျက်နဲ့၅ပါးသီလ၄တောင်လုံအောင်မထိန်နိုင်ဘူးဆိုရင်တော့လူပြကြုံမနှံ့တဲ့သူဖြစ်ကုန်ပါလိမ့်မယ်နိဗ္ဗာန်ကိုလည်းမျှော်မှန်းနိုင်ဖို့ဝေးကွာနေအောင်မှာပဲဖြစ်တယ်လို့ပြောကြရင်ဒီချက်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်နောက်နံပါတ်